ဒီကောင်လေးကတော့ဒဏ္ဍာရီလာရေခဲမင်းသားလေးတယောက်ပဲဖြစ်ပါတယ်သူထိလိုက်တဲ့နေရာတိုင်းမှာလှပတဲ့နင်းပန်းတွေအများကြီးပေါ်လာတာပဲသူ့မှာအစွမ်းထက်တဲ့မော်ပညာနဲ့ထင်ရှားတဲ့ရုပ်ရည်ရှိနေခဲ့ပေမဲ့ဒီကဘာပေါ်မှာဘသူကမှသူ့ကိုမမြင်နိုင်ဘူးဆိုတော့သူ့မှာသူငယ်ချင်းတယောက်မှမရှိဘူးဖြစ်နေခဲ့တယ်လူတွေသူ့ကိုတတိထားမိအောင်မင်းသားလေးကမကြာခဏဆိုသလိုလူတွေကိုဆနှောက်လေးရှိတယ်တယောက်ယောက်ရေတောက်တဲ့အခါရေကိုခဲသွားအောင်လုပ်လိုက်တယ်ကောင်လေးတယောက်မွေးထားတဲ့ငါးလေးကိုလည်းရေခဲတုံးဖြစ်အောင်လုပ်လိုက်သေးတယ်ကလေးတွေနင်းဘောလုံးပစ်တန်းကစားနေကြတဲ့အချိန်မှာလဲသူကနင်းလုံးတွေကိုရေခဲလုံးတွေဖြစ်အောင်ပြောင်းပစ်လိုက်တယ်ဒါပေမဲ့သူဘလောက်ပဲအာယုံဆိုင်ခံရအောင်စူးစမ်းနေခဲ့ပေမဲ့လူတွေကသူ့ကိုမမြင်နိုင်ကြဘူးဖြစ်နေတယ်ဒီညတော့သူကဟိုဒီလှည့်လည်သွားနေတော့မှပဲရုတ်တရက်အမောင်ရိပ်တစ်ခုထဲကနေယုံတကောင်ထွက်လာပြီးတော့ဘာစကားမှပြောပဲနောက်ထပ်ပြီးလူကြီးနှစ်ကောင်ကိုမင်းသားလေးကိုအိတ်ထဲထည့်ခိုင်းလိုက်ပြီးတော့ဂိတ်ပေါက်တစ်ခုထဲကိုပစ်ထည့်ခိုင်းလိုက်တယ်ဒီတော့သူကရှို့ဝက်ဆန်းကျဲတဲ့နေရာတစ်ခုကိုရောက်လာခဲ့ပြီးတော့သူအိတ်ထဲကနေထွက်လာတဲ့အခါမှာတော့သူ့ကိုဖမ်းဆီးခဲ့တဲ့သူကတခြားသူမဟုတ်ခဲ့ဘဲနဲ့သူကလည်းဒဏ္ဍာရီလာဆန်နာကလော့စ်ဖြစ်နေခဲ့တယ်အဲ့ဒီနောက်မှာတော့ဆန်နာကမင်းသားကိုအဲ့ဒီနေရာမှာရှိနေတဲ့သူတွေအားလုံးနဲ့မိတ်ဆက်ပေးလိုက်တယ်ဒီတယောက်ကတော့တွားနဲ့သမီးလေးပေါ့ကလေးတယောက်တို့တွားကျိုးသွားတဲ့အခါအဲ့ဒီတွားကိုခေါင်းအောင်မှာထားလိုက်ရင်ညဘက်မှာတွားနဲ့သမီးကအဲ့ဒီတွားကိုခိုးယူသွားပြီးကံကောင်းစေဖို့အတွက်အကျွေးစေးနဲ့အစားထိုးပေးတယ်ဆိုတဲ့ဒဏ္ဍာရီတွေရှိတယ်ငှက်ပြောသီးလေးနဲ့တူတဲ့ဒီကောင်လေးကတော့ကျွန်းလို့ခေါ်တယ်သူကကလေးတွေအတွက်ချိုမြင်တဲ့အိမ်မက်လေးတွေမှတ်အောင်အမြဲတမ်းလုပ်ပေးလေးရှိတယ်ပြီးတော့ဒီယုံကြီးကတော့နာမည်ကြီးအီစတာဘန်နီပေါ့သူတို့အားလုံးပေါင်းပြီးတော့ကြော်ကြားတဲ့အုပ်ထင်းသူများမဟာမိတ်အဖွဲ့ကိုဖွဲ့စည်းထားကြပြီးတော့နတ်သမီးပုံပြင်တွေအပေါ်မှာကလေးတွေရဲ့ယုံကြည်မှုတွေပျောက်ကွယ်မသွားအောင်ကာကွယ်ပေးနေခဲ့ကြတယ်ဒီနေ့သူတို့အားလုံးမင်းသားကိုခေါ်လာရတဲ့အကြောင်းရင်းကတော့သူ့ရဲ့အကူအညီကိုလိုအပ်လို့ပဲလွန်ခဲ့တဲ့ရက်နှဲငယ်အတွင်းမှာကဘာကြီးကမကြုံစဖူးချက်တဲတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပြီးတော့များပြားလာတဲ့အမောင်ဆွမ်းအားတွေကကဘာကြီးတစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့ပြီးရုတ်တရက်အမောင်ဆွမ်းအားတွေကပွင့်ထွက်လာပြီးတော့ကြောက်မက်ဖွယ်ကောင်းတဲ့အရေးတစ်ခုအဖြစ်ပေါင်းဆက်သွားခဲ့တယ်ဒါကြောင့်ဆန္နာကချက်ချင်းပဲအချက်ပေးကောင်းလောင်းကိုနှိပ်လိုက်ရတာပဲအဲ့ဒီကြောက်စရာကောင်းတဲ့အရေးကတော့အိမ်မက်ဆိုးဘရင်ကြီးဖြစ်ပြီးတော့နှစ်ပေါင်း1000လောက်ဖမ်းချုပ်ခံထားရသူပေါ့သူတို့ကမင်းသားလေးကိုအုပ်ထင်းသူများဖွဲ့ရဲကိုဝင်ဖို့နဲ့ဒီအိမ်မက်ဆိုးဘရင်ကိုအတူတိုက်ထုတ်ဖို့အတွက်ဒီနေရာကိုခေါ်ဆောင်လာခဲ့ကြတာပေါ့ပထမတော့မင်းသားလေးကဒီကိစ္စတွေကသူနဲ့ဘာမှမဆိုင်ဘူးလို့ခံစားရတာကြောင့်ပြက်ပြက်သားသားညှင်းဆိုလိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအိမ်မက်နဲ့ဆိုးရဲ့ပထမဆုံးတိုက်ခိုက်မှုကဆက်တင်လာခဲ့တယ်အိမ်မက်နဲ့ဆိုးဘရင်ကတွားနဲ့သမီးရဲ့နန်းတော်အဲကိုရှိုးဝက်စွာကျူးကျော်ဝင်ရောက်လာခဲ့ပြီးတော့သူကတွားနဲ့သမီးလေးတွေအားလုံးကိုဖမ်းသွားရုံတင်မကပဲကလေးတွေရဲ့နှုတ်သွားတွေအားလုံးကိုပါခိုးယူသွားခဲ့တယ်ဒီသွားတွေကိုသာပြန်မယူနိုင်ရင်တဖြည်းဖြည်းနဲ့ကလေးတွေကတွားနဲ့သမီးတကယ်ရှိတယ်ဆိုတာကိုယုံကြည်တော့မှမဟုတ်သလိုဒီယုံကြည်မှုပြိုလဲသွားတာနဲ့တပြိုင်နက်တွားနဲ့သမီးရဲ့နန်းတော်တစ်ခုလုံးနဲ့တွားနဲ့သမီးကိုယ်တိုင်ပါထာဝရပြောက်ကွယ်သွားလိမ့်မယ်ကလေးတွေဒါဒီလိုယုံကြည်မှုတွေမရှိတော့ရင်ခရစ်စမတ်လည်းရှိတော့မှမဟုတ်သလိုအီစတာလည်းမရှိတော့ဘူးညဘက်မှာလာတဲ့နတ်သမီးလေးတွေအားလုံးပြောက်ကွယ်သွားမှဖြစ်ပြီးတော့ကလေးတွေအတွက်အမောင်ထုကလွယ်ပြီးဘာပျော်ရွှင်မှုမှမရှိတော့သလိုကြောက်ရွံ့မှုတွေပဲကျန်နေခဲ့လိမ့်မယ်မင်းသားလေးကဒီအကြောင်းကိုသိလိုက်ရတဲ့အခါမှာတော့ဒေါသထွက်သွားခဲ့ပြီးတော့ချက်ချင်းပဲလိုက်လံတိုက်ခိုက်ဖို့ထွက်သွားပါတော့တယ်